တက်မတော်မှာလည်းတာဝန်ထမ်းဆောင်ခဲ့တဲ့ခါကျတော့ဘယ်လိုမျိုးဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲခဲ့လဲဒါကမ္ဘာမှာအရှုပ်ထွေးဆုံးနဲ့ဒေါအောင်ဆန်းစုကြည်ကိုယ်တိုင်ကပြောတယ်အခက်အခဲဆုံးဥပဒေပေါ့နော်အငယ်တို့ဘယ်လိုရေးဆွဲခဲ့တာလဲဒီဥစ္စာဒီဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲတဲ့အချိန်မှာအဲ့အချိန်တော့တက်မတော်ဆိုတာလက်ထက်ပေါ့တက်မတော်တရက်ကြီးပဲရေးဆွဲခဲ့တဲ့ဥပဒေမဟုတ်ပါဘူးအဲ့ဒီမှာအဖွဲ့အစည်းတီးကနေပြီးလူလုံးလူသက်သားအဖွဲ့အစည်းတီးပါပါတယ်တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်း18ဖွဲ့ပါပါတယ်နောက်တိုင်းသားမျိုးစုံကိုယ်စားလှယ်တွေပါပါတယ်အသိပညာရှင်အတတ်ပညာရှင်တက္ကသိုလ်ပါမောက္ခတွေကစအဆုံးပေါ့အသိပညာရှင်တက်ရှင်နေပါတယ်တစုတစ်ဖွဲ့အာဏာတွေကနေပြီးတော့ဒီဥစ္စာကိုရေးဆွဲပြီးတော့ပြဋ္ဌာန်းလာတဲ့ဥပဒေတစ်ခုမဟုတ်တာတော့ဒါအဲ့ဒီအချိန်တုန်းကထုတ်ပြန်ကြေညာချက်တွေပြန်ကြည့်မယ်ငွေတော့ကာလပါအားလုံးရှင်းနေပါတယ်ခုတစ်ဖွဲ့ကရေးတာမဟုတ်ဘူးလို့ပြောတယ်ကျွန်တော်တို့မှတ်မိသလောက်အားလုံးပေါင်းအစုအဖွဲ့10ခုပါပါတယ်အဲ့ဒီမှာရွေးကောက်တင်မြှောက်ခံရတဲ့ကိုယ်စားလှယ်တွေလည်းတစုပါပါတယ်အားလုံး10ခုပေါ့ဟုတ်ကဲ့ကျွန်တော်သိသလောက်အဲ့ဒီ10ခုထဲမှာ9ခုကတမတော်အစိုးရကစိတ်တိုင်းကြရွေးထားတဲ့လူတွေနောက်တစ်စုက100ကျော်ပါပါတယ်အဲ့ဒါကျွန်တော်တို့ SNLD ပါတယ် NLD ပါတယ်အဲ့ဒါကပြည်သူလူထုရွေးကောက်တင်မြှောက်ခံရတဲ့အမတ်ထဲက100ကျော်ပါပါတယ်ဒါပေမဲ့အားလုံးပေါင်းညီလာခံကိုယ်စားလှယ်900ပါပြည်သူလူထုရွေးတဲ့လူက100ကျော်ကျော်ပဲပါတယ်100နဲ့1ယောက်2ယောက်လောက်ပဲပါတယ်ကျန်တာအားလုံးကတမတော်အစိုးရခံထားတဲ့ကိုယ်စားလှယ်တွေအမြဲတမ်းဒီဘက်ကပြည်သူလူထုရွေးတဲ့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ SNLD ကကန့်ကွက်တယ်ဟာဒါတွေကဒီလိုလုပ်လို့မရဘူးကန့်ကွက်တိုင်းမဲခွဲတယ်အဲ့တော့600နဲ့100ပေါ့ဗျာမဲခွဲရင်အဲ့တော့အမြဲတမ်းရှုံးနေတော့ညီလာခံမှာဒီလိုမဲခွဲဆုတ်ဖြတ်တာမမှန်ပါဘူးဆိုပြီးတော့ကျွန်တော်တို့ကညီလာခံ procedure ပြင်ပေးဖို့ပြောပြီးအစည်းအဝေး2ရက်မတက်တာကိုတက်ဖို့ပြက်ကွက်တယ်ဆိုထုတ်လိုက်တယ်နောက်ပိုင်းဆက်လုပ်တဲ့ညီလာခံမှာပြည်သူလူထုကိုစားပြုတဲ့လူမပါဘူးဒါကျွန်တော်တို့စဉ်းစားစရာတစ်ချက်ရှိတယ်ပြည်သူလူထုထောက်ခံတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမဟုတ်ဘူးပေါ့မဟုတ်ဘူးဒါအပြင်1996ခုနှစ်မှာဒီကျွန်တော်တို့စစ်အစိုးရကဥပဒေတစ်ခုပြဋ္ဌာန်းတယ်9/96တဲ့ဥပဒေနံပါတ်အဲ့ဒီဥပဒေမှာအမျိုးသားညီလာခံကဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲတဲ့လုပ်ငန်းစဉ်ကိုဝေဖန်တာကန့်ကွက်တာအနည်းဆုံးထောင်ဒဏ်9နှစ်ကနေအများဆုံးထောင်ဒဏ်20ချမယ်ဆိုတော့ပြည်သူတွေလုံးဝမပြောရဘူးညီလာခံကဖွဲ့စည်းပုံရေးတာကိုပြည်သူတွေဘာမှပြောခွင့်မရှိဘူးထောက်ခံရင်ထောက်ခံလို့ရတယ်ကန့်ကွက်တာအကြံပေးတာလုပ်လို့မရဘူး